အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့အပင်ကန်းကူးနေ့နဲ့ပတ်သက်ပြီးအနေငယ်များ share လုပ်ပေးသွားမှာဖြစ်တာမို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးဖို့တောင်းဆိုရင်းနဲ့ကျွန်တော်ရဲ့အောင်ဆောင်တဲ့ YouTube channel လေးကို subscribe မလုပ်ပေးရသေးဘူးဆိုရင်နှိပ်ပြီးသွားဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးလေးကြည့်ရှုလိုက်အောင်ဗျာတရုတ်ကိုင်းတယ်လို့ပဲပြတ်လုံးလိုက်နည်းနည်းချင်းတော့ကြီးလို့ရင်ဂိုင်းတွေလေးပြီးတော့အောက်ကိုညွတ်ကြတတ်တယ်နောက်တစ်ခုကဗာပြစ်ချက်ရှိသေးလဲဆိုလို့ရှိရင်တော်တော်နဲ့အမြင့်ကိုမမြင်ရတော့ဟုတ်လားအမြင့်ကိုမမြင်ရတော့ဘူးဒီထဲမှာရှိနေတဲ့အဆူဓာတ်ကကုန်ပြီတို့ကအမြင့်ကမမြင်ရသေးဘူးမထွက်သေးဘူးပဲထင်နေတယ်တော့ကြာသွားရင်အဲ့ဒီအမြင့်က6သွားတယ်နော်ဂိုင်းမှာတိတ်သွားတယ်ဆိုတော့ဒီလိုလေးရသွားပြီဒီလိုလေး तू ကအသားနဲ့တသားနဲ့ပြည့်အောင်လုပ်လိုက်နော်တသားနဲ့ပြည့်အောင်လုပ်ပြီးလို့ရှိရင်သူကပတ်ပုံပန်ကြီးကဒီလိုအလေတဲ့တဲ့လေးကြာအောင်ပတ်လိုက်ဒီလိုလေးဒါဂိုင်းမှာလုပ်တယ်ဆိုတော့နည်းနည်းခက်တာပေါ့ကွာဒါတော့ငါအပြင်မှာဖြတ်ပြီးလုပ်လိုက်တယ်ဟုတ်လားဆိုတော့အောက်ကနေစပြီးတော့စီးပေးပါကျိုးလေတော့ပေါ့လားအဲ့ဒီကလုံဖို့အရေးကြီးတယ်ဆိုတော့အောက်ကနေအဲ့ဒီမြေကြီးလေးနဲ့ကပ်ပြီးတော့အဲ့လိုစီးပေးလိုက်ဒါကြက်ကလေးစီးပေးဖို့လိုတယ်ဒါပေမဲ့တအားဆွဲလိုက်ရင်ကျိုးကသေးတော့ပြတ်သွားနိုင်တယ်နော်အဲ့ဒါလေးလည်းသတိထားအောင်ဒါအောက်ပိုင်းပြီးသွားပြီအောက်ပိုင်းပြီးသွားပြီဆိုအပေါ်ပိုင်းကိုလုံးတဲ့ခါဒီအစလေးကိုနာနာလေးဆွဲပြီးဘာလို့ဆိုတော့ तू အဖျားစားအောင်အပြင်အစဆိုတော့ तू မလုံလို့ရှိရင်လည်းအဆင်မပြေဘူးဆိုတော့ဒီလိုလေးချွတ်ချင်းလေးလို့ပေါ့မင်းတို့ဟိုလိတ်တဲ့ချွတ်ချင်းလေးမြေပဲချွတ်ချင်းလေးလို့ပြီးရင်အဲ့ဒီကောင်ကိုလည်းတို့ကဒီမြေကြီးနဲ့ကတ်နေအောင်ပေါ့ဒီဘက်ကလည်းဒီလိုကြီးလွန်မပြစ်လိုက်အောင်မဟုတ်ရင်မြေကြီးခံနေပြီးတော့မလုံဘူးဖြစ်တယ်ဟုတ်လားအဲမြေကြီးရဲ့အသားနဲ့ဒီလိုကတ်အောင်ဒီလိုလေးကြည့်ပြီကျွန်တော်တို့စော်ပီကန်ကူတော့မယ်ဆိုရင်မျိုးကောင်းတဲ့အပင်မျိုးကိုရွေးချယ်ဖို့လိုပါတယ်အခန်းရရွေးစားကတော့လက်မသမဟုတ်လက်တန်းလို့ရှိတဲ့အကန်းမျိုးကိုရွေးချယ်ပေးပါရှင်းပြီးတော့တန်မာတဲ့အကန်းမျိုးကိုရွေးချယ်ပေးပါအရန်နုတဲ့အပင်မျိုးကိုရွေးချယ်သင့်ပါဘူးဒီကျွန်တော်တို့အခုခွာချတဲ့အခါမှာပေါ့နော်လက်မဝဲတမဟုတ်တသမရှိလို့ကျွန်တော်ခွာချပြမှာဖြစ်ပါတယ်ပြီးရင်အထဲကောင်ပေါ့နော်အသားနဲ့ကပ်နေတဲ့အစာကြောလေးကိုကျွန်တော်တို့ဖြတ်ချပြမှာဖြစ်ပါတယ်ဘာလို့အစာကြောကိုဖြတ်ချလဲဆိုရင်အစာကြောဖြတ်ချပြီးမှကျွန်တော်တို့အမြင့်ကပေါက်လာမှာဖြစ်ပါတယ်ရေကြောကိုဖြတ်တာမဟုတ်ပါဘူးအစာကြောကိုဖြတ်ချတဲ့အခါရေကြောကိုမထိဖို့နော်ကျွန်တော်တို့တတိထားပြီးတော့ခြေချပြမှာဖြစ်ပါတယ်ဒါဆိုရင်လှုပ်ဆောင်မှုကအောင်မြင်သွားမှာဖြစ်ပါတယ်စပ်ပြုတ်တဲ့အတွက်လည်းအချင်းတို့တွင်းနဲ့အောင်မြင်မှုရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကန်ကူနီပေါ့နော်ကန်ကူနီနဲ့ဆက်ပြွဲခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီအသီးရဲ့စစ်မှန်တဲ့အရည်သွေးကိုလိုချင်တယ်ဆိုရင်ကန်ကူပြီးတော့ကျွန်တော်တို့ရည်ရွယ်ခြင်းဖြစ်ပါတယ်အစိတ်ဖြစ်ကျွန်တော်တို့ဒီအသီးရဲ့အရည်သွေးကိုရအောင်ယူမယ်ဆိုရင်မရရှိနိုင်ပါဘူးကန်ကူနီတာလေစစ်မှန်တဲ့အရည်သွေးကိုရရှိမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ကဘယ်နည်းကိုအသုံးပြုသင့်လဲဆိုရင်နေ့ရှည်သီးနှံတွေအတွက်ဆိုရင်ကျွန်တော်တို့ကကန်ကူးပြီးတော့ဆက်ပြိုးတာဆိုရင်ပို့ပြီးတော့အောင်မြင်တဲ့ခြေလမ်းရှိ